မင်္ဂလာပါရှင် Foodie Forward Channel ကနေကြိုဆိုပါရစေအခုလို Strawberry သီးပေါ်ချိန် Strawberry သီးတွေလည်းပေါ်နေပြီးအိမ်ကကလေးတွေကလည်း Strawberry သီးဆိုအရန်ကြိုက်ကြတာနဲ့ဆန္ဒမှာနေကြမက်ရတနာကနေမှာပေးဖြစ်ပါတယ်ရှင်အလုံးကြီးရွေးတန့်နေလဲရှိပေမဲ့စနာက Strawberry ကိုလည်းပြုလုပ်ချင်တာမဟုတ်လို့အလုံးသေးလေးတွေပဲမှာဖြစ်ပါတယ်ရှင်ဆနာအခုမှားလိုက်တဲ့ချင်းလေးတွေကတပိတ်တာချင်းတွေပါရှင်တပိတ်တာကခလေးတွေစားဖို့နဲ့တပိတ်တာကဆနာစတော်ဘယ်ရီကိုထိုးပါရှင်ပြီးခဲ့တဲ့ရက်ပိုင်းဆနာမှာတော့ကတပိတ်တာချင်းစီကိုချင်းလေးတွေနဲ့ထည့်ပေးပြီးတော့ချင်းနဲ့ပိုက free ပါရှင်အခုဆိုရင် strawberry tea ဈေးတွေပိုပြီးတော့ကျနေပြီမှုလို့ update ဈေးတွေကတော့ရွှေနဝင်းပွဲရုံပေးလေးမှာတွားရောက်ကြည့်ရှုလို့ရပါတယ်ရှင်ဒါရွေးတန့်အကြီးတပိတ်တာမှာတဲ့ order လေးပါရှင်ချင်းပိုကိတ်ပိုခါ free ပါချင်းကလည်းအဖုံးလေးနဲ့တသက်ရက်ကလေးထည့်ပေးတယ်နော်ဒီမှာတပိတ်တာ6ချက်သားပိုလေးထည့်ထားပေးပါတယ်ဒါအကြီးအနီးပြီးသားမှာတဲ့ customer တွေဆိုပြီးပြရပါလူချင်းလေးတွေနဲ့ထည့်ပေးပါလေရှင်ရာသီစာအသီးတွေအပြင်ဒေတာအစားအစာတွေကိုပါမှာလို့ရတာမို့လို့ပိထဲသားရောက်ကြည့်ရှုပြီးမှာယူအားပေးလို့ရပါတယ်ရှင်ပေးလင်လေးကိုလည်းဒီဗီဒီယိုလေးရဲ့ description လေးမှာစနာတင်ပေးထားပါတယ်ရှင်စနာကတော့2019ခုကနေမဲနန္ဒာကအားပေးနေတဲ့သူတယောက်ပါရှင်မဲရနာကပစ္စည်း quality ကိုအမြဲဦးစားပေးပြီးတော့ရောင်းတဲ့သူတယောက်မို့လို့ပစ္စည်းကောင်းတွေပဲရမယ်ဆိုတာအတိအကျပါပဲရှင်ဒါကတော့စနာရဲ့ကြားဖြတ် honest review လေးပါရှင်ကဲအဲ့ဒါဆိုရင်ထုံးစံအတိုင်း strawberry ကိုထိုးဖို့အတွက်စနာကတဆင့်ချင်းစီပြပြပေးသွားပါမယ်ရှင်အရင်ဆုံး strawberry သီးတွေကိုရေမဆေးခင်ရေစိမ်ထားပါမယ်ရှင်စနာကတော့15မိနစ်20လောက်ရေစိမ်ပြီးမှအသီးတွေကိုရေအထက်ထက်ဆေးပြီးတော့စကားလေးပြန်ပြီးတော့ရေစစ်ထားလိုက်ပါမယ်ရှင်ပြီးရင် strawberry ကိုထိုးဖို့အတွက်အညာတွေကိုခြွေပါမယ်ရှင်အညာတွေအကုန်ခြွေပြီးပြီဆိုရင် strawberry ကိုထိုးဖို့အတွက်စပြီးတော့ပြင်ပါမယ်ရှင်ပါဝင်ပစ္စည်းက3မျိုးတည်းမို့လို့ပြုလုပ်ရတာအရန်ကိုလွယ်ကူပါတယ်ရှင် strawberry တကြားနဲ့တံပြားရည်ပါရှင်စနာအခု3ပြထားတဲ့အချိုးစားက strawberry တီးတပိတ်တာတကြား90တာတံပြားရည်ထမင်းစားစွန်းနဲ့တစွန်းပါရှင်စနာကတော့ strawberry ကိုဆိုရင် strawberry သီးလေးတွေပါတာကိုကြိုက်တာမဟုတ်လို့အလုံးသေးလေးတွေကိုရွေးပြီးတော့နည်းနည်းလေးဖယ်ထားပါတယ်ရှင်ကဲအဲ့ဒါဆိုရင်ပါဝင်ပစ္စည်းလေးတွေလည်းစုံပြီးမှုလို့ strawberry ကိုစပြီးတော့ထိုးပါမယ်ရှင်အရင်ဆုံးရိုမထိုးခင်အရေထွက်အောင် strawberry တီးတဲ့ကိုတကြားတွေအရင်ထည့်ပြီးတော့ခြေပါမယ်ရှင်ကျင်းညက်လာပြီးဆိုတော့မှမီးနေတော်လေးနဲ့စပြီးတော့ရိုးစထိုးပါမယ်ရှင်အမြုပ်လေးတွေထွက်လာရင်ဇွန်းလေးနဲ့အသားလေးယူပြီးတော့အပေါ်ရန်ကအမြုပ်လေးတွေကိုဖယ်ဖယ်ထားပေးပါမယ်ရှင်မိနစ်20လောက်ကြာရင်ဖြည်းဖြည်းချင်းအဖြစ်ဖက်ကိုရောက်လာပြီးမို့လို့မီးထက်လျှော့ပြီးတော့မီးရေးလေးနဲ့မှွေနေပေးပါမယ်ရှင်ကလေးတွေအတွက်မို့လို့ဓာတ်ရုပ်ပစ္စည်းလုံးဝမတုံးထားဘဲနဲ့အပြစ်ခဲကိုတဘာဝအတိုင်းလေးချိန်ပေးပြီးတော့မီးရေးလေးနဲ့မှွေပေးထားပါတယ်ရှင်နိုင်ဝက်လာမီးရေးလေးနဲ့မှွေပြီးလို့ပြစ်လာတဲ့အနေအထားကိုရောက်ရင်အစောပိုင်းကဖယ်ထားတဲ့ strawberry သီးလေးတွေရဲ့ရိုးတွေကိုစစ်စစ်ပိုင်ပိုင်လေးနဲ့ခဲသွားစေဖို့အတွက်နဲ့ရိုတဲကတကြားတွေပြန်ပြီးတော့မခဲသွားစေဖို့အတွက်တံပြားရည်ထမင်းစားစွန်းတဲ့တစုံကိုထည့်လိုက်ပါမယ်ရှင်ပြီးရင်စနာကတော့အချိုလေးလေးပင်ဖြစ်နေအောင်စားလေးအနှင်းငယ်တော့ထည့်ပါတယ်ရှင်စနာကထည့်ပြထားတာကစားကလက်ဖက်ရည်ဇွန်းနဲ့ဇွန်းတွက်ပါရှင်အကုန်ရောထည့်ပြီးပြီဆိုရင်မီးရေးလေးနဲ့အဆက်မပြတ်မှွေနေပေးပါရှင်မိနစ်20လောက်ဆိုရင်အခုလိုမျိုးအနေထားကိုရလာပါပြီရှင်
ထိုးထားတဲ့အနေထားအဆင်ပြေမပြေလေးစမ်းချင်ရင်ဒီလိုလေးစမ်းကြည့်လို့ရပါတယ်ရှင်ပကံအလို့တစ်ချက်ပေါ်ကိုရိုအနှဲငယ်ထည့်ပြီးတော့စောင်းကြည့်လိုက်လို့မှစီးကြမလာဘူးဆိုရင်ရပါပြီရှင်ကဲအခုဆိုရင် strawberry တီးအလုံးလေးတွေနဲ့ homemade strawberry ကိုရပါပြီရှင် strawberry တီးတပိတ်တာကို strawberry ကို900 ml ရပါတယ်ရှင်တာရှည်ကန်ဆေးတွေမထည့်ထားတာမို့လို့ရေခဲတက်တာတဲ့စနစ်တကျထားပြီးတော့တိမ်ဆဲထားမယ်ဆိုရင်3ဘက်ကနေ1လအထိအစားခံပါတယ်ရှင်ပါဝင်ပစ္စည်းတွေလည်းလုံးဝမများဘူးပြုလုပ်ရတာလည်းလွယ်ကူတာမို့လို့အခုလို strawberry တီးတွေပေါ်ချိန် strawberry တီးကြိုက်တဲ့တသားမီမီလေးတွေအတွက်လှုပ်ကြည့်လို့ရအောင်ဒီဗီဒီယိုလေးကို like and share လေးလုပ်ပေးထားပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်လည်းအရန်ကိုကျေးဇူးတင်ပါတယ်ရှင်မတူညီတဲ့ Hey Channel မုတ်လုံဒီဗီဒီယိုလေးတွေအတွက် Foodie4 Channel လေးကိုလည်း subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုလည်းနှိပ်ပေးထားပါအောင်ရှင်နောက်ဗီဒီယိုလေးမှာပြန်ဆုံတွေ့ကြပါမယ်ရှင်